ဒီပွဲကနီးပြမိခဲအာတီတာအတွက်ပရီးမီးယားလိမှာ249ပွဲမြောက်ပွဲဖြစ်ပြီးတော့ဒီပွဲမှာသာအနိုင်ရခဲ့မယ်ဆိုရင်ပွဲ250မပြည့်ခင်မှာနိုင်ပွဲ150အမြန်ဆုံးပြည့်မြောက်တဲ့ပစ္စမာမြောက်နီးပြဖြစ်လာမယ်ရှေ့မှာတော့နာမည်ကျော်နီးပြတွေဖြစ်တဲ့ပက်ဂွာဒီယိုလာတို့မော်ရီညိုတို့ယာဂန်ကလော့တို့ဆာအက်လက်တို့ပဲရှိခဲ့ပြီးတော့အဲ့လိုဂန်နဝင်နီးပြတွေရဲ့အရိုက်အရာကိုမိခဲအာတီတာအနေနဲ့စက္ကန့်နိုင်မလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်commentary ပိုင်းဆို Facebook နဲ့ YouTube Channel ကနေပြီးတော့ကြိုဆိုပါရစေ။ Premier League ရာသီသစ်ကတော့ဒီနေ့မှာပဲစတင်ရှင်ပြိုင်ကစားသွားတော့မယ်။အဖွင့်ပွဲစဉ်အဖြစ်ကတော့လက်ရှိချန်ပီယံအာဆင်နယ်အသင်းနဲ့ချန်ပီယံရှစ်ကနေချန်ပီယံဖြစ်တန်းတက်လာတဲ့ Coventry တို့နဲ့စပြီးတော့ဖွင့်မှာဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့နှစ်ပေါင်း22နှစ်ကြာအမှတ်ပေးချန်ပီယံဆုနဲ့ဝေးကွာနေမှုကိုအဆုံးသတ်ပြီးတော့ချန်ပီယံဆုကိုရယူနိုင်ခဲ့တဲ့အသင်းဖြစ်တယ်လို့ဒီရာသီမှာလည်းဘိုးဆွဲဖို့အတွက်ရေပန်းအစားဆုံးအသင်းဖြစ်ရှိနေတယ်။ကိုဗတွင်အသင်းကလည်း2001ခုနှစ်နောက်ပိုင်း25နှစ်ကြာမှာပရီးမီးယားလိကိုတကြောပြန်လဲတန်းတက်လာတာဆိုတော့ဒီပွဲစဉ်ကလည်းပရီးမီးယားလိရဲ့အဖွင့်ပွဲစဉ်ဖြစ်တာနဲ့ညီတမျိုးတစ်ဖုံပြည်သက်ကိုတော့ဖန်ဆားနိုင်လိမ့်မယ်လို့မျှော်လင့်နေဆိုတော့ဒီနှစ်သင်းရဲ့လက်ရှိအခြေအနေလေးတွေကိုသုံးသပ်ကြည့်ကြပါမယ်။အာဆင်နယ်အသင်းကတော့ရာသီသစ်အတွက်ကစားသမားခေါ်ယူမှုတွေအနေနဲ့ Bruno Guimaraes ကိုနယူကာဆယ်အသင်းကနေခေါ်ထားတယ်။ Zolik ကိုကလပ်ဘရူဂေအသင်းကနေခေါ်ထားတယ်ခုလောလောဆယ်မှာလည်းဗီလာအသင်းရဲ့နောက်ခံလူကွန်ဆာကိုသဘောတူညီမှုရထားပြီဆိုတော့ဒီရာသီပြင်ဆင်မှုတွေကအတိုင်းအတာတစ်ခုထိအာဆင်နယ်အသင်းကိုတော့ပုံမိုအင်အားတောင့်တင်းသွားစေလိမ့်မယ်လို့တော့မျှော်လင့်တယ်လောလောဆယ်မှာတော့အားထားတဲ့ဟိုနောက်ခံလူဆက်လီပါရဲ့ညာနောက်ခံလူတင်ပါရဲ့ဒဏ်ရာကြောင့်လွဲချုံမှာဖြစ်လို့သူတို့ရဲ့နေရာမှာတော့ဒီဘက်မှာမော်စကီယာနဲ့ဘန်ဝိုက်တို့ပဲပွက်ထွက်လာဖို့များတယ်အာဆင်နယ်အသင်းကတော့ရာသီအဖွင့် Community Shield ပွဲစဉ်အနေနဲ့မန်စီးတီးနဲ့ရင်ဆိုင်ခဲ့ရမှာတော့3-0နဲ့ပြပြသားသားအနိုင်ရပြီးတော့ရာသီကြိုအောင်မြင်မှုတစ်ခုကိုတော့ရယူထားနိုင်ခဲ့တယ်အဲ့ဒီပွဲစဉ်မှာအာဆင်နယ်အသင်းကစားသွားတဲ့ခြေစွမ်းကတော်တော်လေးကိုအားရစရာကောင်းပြီးတော့အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဆာကာတို့ဒီကလန်ရိုက်တို့လိုကစားသမားတွေကိုအနာပေးထားခဲ့သည့်တိုင်အောင်တကယ်ကို performance ကောင်းကောင်းနဲ့မန်စီးတီးအသင်းကိုအနိုင်ရထားခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့မီကယ်အာတီတာကပွဲလက်အထိုင်နေရာမှာတော့Bruno Guimaraes ရဲ့ Skelly ရဲ့ Odegaard ရဲ့တွဲပြီးတော့တိုက်စစ်မှာတော့ကာယာဘက်ကို Force 9အနေနဲ့အသုံးပြုခဲ့ပြီးတော့တောင်မန်တစ်ဖက်မှာ Madueke နဲ့ Zolik တို့ကစားသွားခဲ့တယ်။ Zolik ဆိုရင် Man City နဲ့ပွဲမှာအဆစ်2ကြိမ်လုံးနိုင်ခဲ့လို့ Bruno Guimaraes လည်းအတိုင်းအတာတစ်ခုထိအသင်းနဲ့အံဝင်အောင်ကစားနိုင်ခဲ့ပြီးတော့ Calafiori ကအသင်းအတွက်ဂိုးသွင်းတယ်။တိုက်စစ်မှုကာယာဘက်ကအသင်းအတွက်ဂိုးသွင်းတယ်။အဖက်ဘက်ကအာဆင်နယ်အသင်းကတောင်တင်းသေးဆိုတဲ့ပုံစံမျိုးကိုပြသနိုင်ခဲ့ပြီးတော့ကိုဗင်ထရီသင်းကလည်းရာသီကြိုအနေနဲ့ခြေစမ်းပွဲ3ပွဲကစားထားအောင်မှာ Northampton သင်းနဲ့တည်ကြတယ်။ Espanyol သင်းကို3-1နဲ့နိုင်တယ်။ Monaco လိုအသင်းကို2-0နဲ့အနိုင်ရထားခဲ့ပြီးတော့တော်တော်လေးပုံစံကောင်းပြနိုင်ခဲ့တာကိုတွေ့ရတယ်။နီးပြလမ်ဘတ်ကတော့ရာသီသစ်အတွက်ဇန်သမားသစ်တချို့ကိုခေါ်ပြီးတော့အသင်းကိုတော့အင်အားဖြစ်တင်းထားတာကိုတွေ့ရတယ်။သူခေါ်ယူထားတဲ့ကစားသမားတွေကဒိတ်ကျဲကစားသမားတွေမဟုတ်ပေမဲ့ပရီးမီးယားလိမှာအတွေ့အကြုံရှိပြီးသားဖြစ်တဲ့ Nottingham Forest သင်းရဲ့နိုင်ဂျီးယားတိုက်စစ်မှု Ioni Frankfurt သင်းရဲ့ကွင်းလယ်ကစားသမား Frank Onyeka ဗန်လီသင်းရဲ့တောင်ပေါ်ကစားသမား Chaona နော်ဂျီလေးသင်းရဲ့ဂါနာကွင်းလယ်ကစားသမား Silat Hianchi တို့လိုကစားသမားမျိုးတွေကိုခေါ်ထားပြီးတော့ဂျာတီသစ်အတွက်ပြင်ဆင်မှုပြုလုပ်ထားတာကိုတွေ့ရတယ်ဆိုတော့ကိုဗင်ထရီနေနဲ့ဘယ်လောက်ထိပရီးမီးယားလိနဲ့ထိုက်တန်ကြောင်းသက်သေပြနိုင်မလဲဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်ခြေစမ်းပွဲတွေမှာတော့ဖရန့်လမ်ပတ်အနေနဲ့4-3-3ပုံစံမျိုးနဲ့တိုက်စစ်ပိုင်းမှာ Ellison ကိုအဓိကအထောင်ထားပြီးတော့တောင်မန်တစ်ဖက်မှာ Chaona နဲ့ Thomas Asante တို့ကိုအသုံးပြုပြီးတော့ကွင်းလယ်မှာလည်း Silat Hianchi ကို McGreen နဲ့ Onyeka တို့တွဲဖက်ပြီးတော့တကယ်အတွေ့အကြုံရှိကစားသမားတွေနဲ့အသင်းကိုတိစောက်ထားတာကိုတွေ့ရတယ်ဒီလိုပွဲမျိုးမှာတော့လမ်ပတ်အနေနဲ့တိုက်စစ်ဖွင့်ကစားတာထက်ခံစစ်ကိုလုံခြုံအောင်5-4-1ဒါမှမဟုတ်ရင်4-5-1ပုံစံမျိုးနဲ့ low block အနေထားမျိုးကိုတိဆောက်ပြီးတော့ကစားဖို့ပြင်ဆင်လာမယ်လို့လည်းမျှော်လင့်ရတယ်။အာဆင်နယ်တင်ကတော့ချန်ပီယံဖြစ်တဲ့ကစားတဲ့ဒီလိုရာသီဖွင့်ပွဲစဉ်တွေမှာတော့3ကြိမ်စလုံးအနိုင်ရခဲ့ပြီးတော့2004-2005ဘောလုံးရာသီမှာ Everton ကိုနိုင်တယ်။2002-2003ဘောလုံးရာသီမှာဘာမင်ဂန်ကိုအနိုင်ရခဲ့တယ်။98-99ဘောလုံးရာသီမှာတော့ Nottingham Forest ကိုအနိုင်ရပြီးတော့ဒီရာသီမှာရောချန်ပီယံဖြစ်တဲ့ပထမဆုံးကစားမဲ့ပွဲမှာမှတ်တမ်းကောင်းတစ်ခုကိုထပ်မံပြီးတော့ရယူနိုင်မလားဆိုတာစောင့်ကြည့်သွားရမယ်
နောက်ထပ်အာဆင်နယ်နဲ့ပတ်သက်ပြီးပိုပြီးစိတ်ဝင်စားစရာကောင်းတာက2023-24ဘောလုံးရာသီကနေစတွက်မယ်ဆိုရင်တန်တက်တွေနဲ့တွေ့ထားတဲ့နောက်ဆုံး18ပွဲမှာ18ပွဲအထိအနိုင်ရပြီးတော့နှစ်ကဆန်နာလန်နဲ့2-2တည်ကြခဲ့တဲ့တပွဲပဲရှိတယ်ဆိုတော့တန်တက်တွေနဲ့တွေ့ရင်အာဆင်နယ်အသင်းကရလက်ကောင်းတာကိုတွေ့ရတယ်အဲ့ထက်ပိုပြီးတော့အားရကျဉ်းဖို့ကောင်းတာကအာဆင်နယ်အသင်းကသူ့ဝင်ခွင့်မှာကစားတဲ့တန်တက်တွေနဲ့နောက်ဆုံး45ပွဲဆက်တိုက်မရှုံးထားဘူးပွဲ40နိုင်ပြီးတော့9ပွဲတည်ကြထားတယ်ဆိုတော့အဲ့ဒီမှတ်တမ်းကောင်းတစ်ခုကိုဆက်ထိန်းနိုင်မလားဆိုတာလည်းစောင့်ကြည့်ရမယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ချက်ကတော့ဒီပွဲကဒီပြမိခဲအာတီတာအတွက်ပရီးမီးယားလိမှာ249ပွဲမြောက်ပွဲဖြစ်ပြီးတော့ဒီပွဲမှာသာအနိုင်ရခဲ့မယ်ဆိုရင်ပွဲ250မပြည့်ခင်မှာနိုင်ပွဲ150အမြန်ဆုံးပြည့်မြောက်တဲ့ပစ္စမာမြောက်နီးပြဖြစ်လာမယ်ရှေ့မှာတော့နာမည်ကျော်နီးပြတွေဖြစ်တဲ့ပက်ဂွာရီယိုလာတို့မော်ရီညိုတို့ယာဂန်ကလော့တို့စာအလက်တို့ပဲရှိခဲ့ပြီးတော့အဲ့လိုဂန်နဝင်နီးပြတွေရဲ့အရိုက်အရာကိုမိခဲအာတီတာအနေနဲ့စက္ကန့်နိုင်မလားဆိုတာလည်းစိတ်ဝင်စားဖို့ကောင်းတယ်နီးပြနှစ်ဦးဖြစ်တဲ့မိခဲအာတီတာနဲ့ဖရန့်လမ်ဘတ်တို့ရဲ့ထိတိုက်တွေ့ဆုံမှုကလည်းစိတ်ဝင်စားစရာကောင်းပြီးတော့သူတို့နှစ်ယောက်ပထမဆုံးတွေ့တဲ့ပွဲမှာဖရန့်လမ်ဘတ်ကအာဆင်နယ်ကို 1-2 နဲ့အနိုင်ရခဲ့ပြီးတော့နောက်ဆုံး9ပွဲဆက်တိုက်အာတီတာကလမ်ဘတ်ကိုမရှုံးခဲ့ဘူးနောက်ဆုံး4ပွဲဆက်လည်းနိုင်ထားတယ်ဆိုတော့ဒီချိန်မှာဘယ်လိုရလဒ်ထွက်လာမလဲဆိုတာစောင့်ကြည့်သွားရမယ်ဒီကြတာကတော့အာဆင်နယ်အသင်းကလာမယ့်ရာသီမှာချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်သလိုအတည်ငြိမ်ဆုံးအသင်းလည်းဖြစ်နေတယ်ပြင်ဆင်မှုတွေကလည်းတကယ်ကိုလိုအပ်နေတဲ့နေရာတွေကိုဖြစ်တင်းထားနိုင်တယ်ဆိုတော့စောင့်ကြည့်သွားရမယ်နောက်ထပ်လည်းဈေးကွက်မပိတ်ခင်မှာကစားသမားအသစ်တွေထပ်ရောက်လာဖို့ရှိနေသေးတာကြောင့်အာဆင်နယ်အနေနဲ့တာထွက်မှာဘယ်လောက်ထိလုပ်ပြမလဲဆိုတာကိုတော့စောင့်ကြည့်ရမယ်တေချာတာကတော့အာဆင်နယ်အသင်းရဲ့လက်ရှိယုံကြည်မှုသူတို့ရဲ့ကစားသမားအင်အားပြီးတော့ချန်ပီယံဖြစ်ထားတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာအားသာချက်ပြည်သက်တွေကစမနစ်ကနဲ့မတူတော့တဲ့အသင်းပေါ်မှာထားတဲ့ယုံကြည်မှုဒါတွေကဒီပွဲစဉ်မှာအများကြီးစကားပြောသွားလိမ့်မယ်ဒီဘက်မှာအာဆင်နယ်အနေနဲ့အနည်းဆုံး2-3ဆိုတဲ့ရလဒ်မျိုးနဲ့နိုင်ရသွားလိမ့်မယ်လို့ညွှန်လင့်ပါတယ်အခုကျွန်တော်တင်ဆက်ပေးခဲ့တာကတော့2026-29ဘောလုံးရာသီရဲ့အဖွင့်ပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့ကိုဗင်ထရီအသင်းတို့ရဲ့ပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်လေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်စီဇန်တွေမှာလည်းထပ်ပြီးတော့ဆုံကျင်ပါတယ်ကျေးဇူးတင်ပါတယ်